စမတ်ကြစကားပြောတဲ့ဖို့ဆိုရင်ဒါတွေကိုသိထားဖို့လိုလူတစ်ယောက်ရဲ့အစင်အတန်းကိုဖော်ပြနေတာကသူ့ရဲ့အဝယ်စားလားဒါမှမဟုတ်စကားပြောပုံဆိုပါတကယ်တော့အဝယ်စားလည်းအရေးကြီးတယ်လို့စကားပြောပုံဆိုပုံနဲ့စကားပြောတဲ့ဖို့ကလည်းအရေးကြီးတယ်စကားပုံတော်ရှိပါသေးတယ်တောင်းမှာကိုလူမှာအဝတ်တဲ့စကားမပြောတဲ့ရင်ဆဲတာနဲ့တူတယ်ဆိုတော့ဒီသေးကမှစကားပြောတဲ့အခါကျရင်ခြောက်ချားရမယ့်ဟာလေးအချက်၃ချက်လောက်ကျွန်တော်ပြောပြပေးတယ်တစ်ဖက်လူရဲ့ကိုရေးကိုယ်တာကိစ္စတွေကိုမေးခွန်းထုတ်တာကိုခြောက်ချားပါကျွန်တော်တို့အနေနဲ့မသိစိတ်ကပဲဖြစ်ဖြစ်သိလို့ပဲဖြစ်ဖြစ်ရင်းနှီးလို့ပဲဖြစ်ဖြစ်မင်းမရကြတဲ့မဲရကြတဲ့မေးခွန်းတချို့ရှိမတွေးတာကြားပြီနော်ဝါလာတယ်နော်အလောက်ကဲကောအစဉ်ပြေးရလားလာစားကောဘယ်လောက်ရလဲခုတည်းအင်တာဗျူးဖို့မစင်စားသေးဘူးလားစတဲ့မေးခွန်းတွေမေးရကြတယ်ဥပမာတကယ်တော့ဒီမေးခွန်းတွေကဒီလိုမေးလိုက်တော့အားဖြင့်တစ်ဖက်လူမှာစိတ်ပိုင်းဆိုင်ရာအားနည်းချက်တစ်ခုခုရှိနေခဲ့တယ်ဆိုရင်ပုံမေးလိုက်တဲ့မေးခွန်းတွေကတစ်ဖက်လူကိုဆက်စုရာရောက်တယ်သူ့ကိုလည်းစိတ်ပိုင်းဆိုင်ရာနဲ့နှောက်ချက်တယ်လို့ဖြစ်တယ်တကယ်စမတ်ချတဲ့လူတွေကဒီမေးခွန်းတွေကိုမမေးပါဘူးခြောက်ပါတယ်ဒါကြောင့်ကျွန်တော်တို့လည်းဒီလိုမျိုးမေးခွန်းတွေကိုခြောက်ချတတ်ဖို့လိုပါနံပါတ်1စကားဖြတ်ပြောခြင်းစကားဝိုင်းတစ်ခုဖြစ်လာပြီဆိုရင်ကျွန်တော်တို့ကစကားတွေဖြတ်ပြောတာတွေသူများပြောတာမပြီးသေးဘူးကိုကနေဖြတ်ပြောတာတွေတကယ်ဆိုရင်စကားဝိုင်းမှာစကားပြောကောင်းတဲ့သူထက်နားထောင်ကောင်းတဲ့သူဖြစ်ဖို့အရေးကြီးကောင်းကောင်းနားထောင်မှကောင်းကောင်းပြောတဲ့လူပြောတတ်တဲ့လူဖြစ်လာမှာဒါကြောင့်စကားတွေကိုဖြတ်ပြောခြင်းထက်ကောင်းကောင်းနားထောင်ဖို့သိရနံပါတ်3အငြင်းစကားလုံး3ခြင်းတစ်ဖက်လူဘာပဲပြောမဟုတ်သေးဘူးလေအဲ့ဒါကအဲ့လိုမဟုတ်ဘူးလေအဲ့လိုမျိုးကျွန်တော်တို့နှုတ်ကြိုးလို့ဖြစ်ဖြစ်တမင်ကြီးရွယ်ပြီးတော့ဖြစ်ပြောတတ်ကြတာရှိရင်ကျေးတဲ့လူအတိုင်းဝိုင်းမှာကြတော့မဟုတ်ဘူးလေဆိုပြီးတော့ဓာတ်ရိုက်ပြောတာအထက်သူပြောတာကိုစိုးအောင်နားထောင်ပြီးမှကြံပြီးတော့ပြောတာရှိတယ်ဘယ်လိုပြောလဲဆိုတော့ဥပမာအဲ့ဒါကလေဒီလိုတော့ရှိတယ်ဒီဟာကဒီလိုကြောင့်ဒါဖြစ်သွားတာဆိုပြီးတော့အကြောင်းပြချက်ခိုင်လုံနဲ့ပြန်ပြောတာကမဟုတ်သေးဘူးလေမဟုတ်ဘူးလေဆိုတာနဲ့အများကြီးယဉ်ကျေးရာရောက်တယ်စကားဝိုင်းမှာလည်းဆူဆူပြပြဖြစ်တယ်လူတစ်ဖက်သားလည်းနားဝင်ရှိဆိုတော့ကျွန်တော်တို့ကဒီစကားပြောခြင်းဆိုတာကအမှုပညာတစ်မျိုးပဲတကယ်ကိုတိမ်မှုနဲ့နေတဲ့အမှုပညာတစ်မျိုးပဲကျွန်တော်တို့ပြောလိုက်တဲ့စကားလုံးတိုင်းစကားတိုင်းစကားတခွန်းတိုင်းကတစ်ဖက်လူနာကျင်စေတယ်လို့တစ်ဖက်လူကိုလည်းနုညံ့စေစိတ်ထားပြောင်းလဲစေတတ်တယ်အဲကြောင့်မို့ကျွန်တော်တို့ပတ်ဝန်းကျင်မှာကျွန်တော်တို့စကားပြောတဲ့အခါကျတော့ဒီအချက်၃ချက်လေးကိုတည်ထားဖို့လို့ကိုရေးကိုရာကိစ္စတွေကိုမမေးတာတွေသူများစကားပြောနေတဲ့အခါဖြတ်ပြောတာတွေမဟုတ်ဘူးလေမဟုတ်သေးဘူးလေဆိုပြီးတော့ညင်းတာတွေခြောက်ချားပြီးတော့တကယ်စမတ်ကြတဲ့လူတွေပြောတယ်လို့စကားလုံးတွေကိုလည်းစမတ်ဆဆရွေးပြီးတော့စကားတွေကိုစမတ်ကြပြောတဲ့ဖို့လို့ကျွန်တော်ပြောတဲ့၃ချက်ထိမှာရောအခုကြည့်နေတဲ့လူတွေနဲ့ဘယ်ချက်တွေတော့ညှိတယ်ဒီလိုညှိတယ်ဆိုရင် comment လေးဝင်ရေးခဲ့ကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်